များကယူဆောင်ပြီးတော့ဒီကနေ့မှာပေါ့ထိုအောက်ချင်းနဲ့ကဲတော့ကျမတို့ဟာတစ္ဆာရှိတဲ့သူများဖြစ်ကြရဲ့လားဆိုပြီးတော့ကိုအကြိမ်ကြိမ်မေးခွန်းနေမေးခဲ့ပူပါတယ်ဒီကနေ့ဒီနေရာမှာရောက်ရှိတဲ့ကိုရီးယားရောက်ချင်းညီကိုမောင်နှမများလည်းပဲအောက်ချင်းနဲ့တရာဆောင်တဲ့ချင်းလူမျိုးရဲ့လို့ကမ္ဘာမှာလူသိအောင်ကျမတို့ရဲ့တစ္ဆာရှိခြင်းတည်ကြည်ခြင်းရိုးသားခြင်းကိုဆက်ပြီးတော့ပြနိုင်ဖို့စ조사ကြရအောင်လို့လည်းပဲဒီနေရာကနေထက်လောင်းပြီးတော့ကျွန်မတိုက်တွန်းချင်ပါတယ်ကျွန်မဒီနေ့ချင်းလူမျိုးများအားကိုးလေးစားရတဲ့ချင်းကောင်းဆောင်ကြီးနှစ်ယောက်ရဲ့စကားကောင်းလို့ချက်နှစ်ခုကိုပြောကြရင်းနဲ့ညီကုန်းချုပ်ချင်ပါတယ်ရှင်ပထမကျမတို့ရဲ့ချင်းလူမျိုးများထဲမှာ person of the year ရရှိခဲ့ဘူးတဲ့ပူဇော်သူမှုပြောခဲ့တဲ့စကားထဲကတစ်ခုကိုကျွန်မကောင်းလို့ချက်ယူချင်ပါတယ်ကျွတ်ဆိုတာတဲ့သူ့ရဲ့အတိုက်ထဲမှာသူ့ရဲ့တွင်းထဲမှာဒီပြည့်တက်တော်ဝမွေပွေးဒီပြည့်တစ်ခုခုလာလို့ရှိရင်ဒီကျွတ်ဟာသူ့ရဲ့အတိုက်ကိုထားပြီးတော့ဒီပြည့်အတိုက်တစ်ခုကိုသူဟာချက်မှန်ရှာဖွေပြီးတော့သူ့ရဲ့နေရာဟောင်းကိုစွန့်သွားတဲ့သူ့မှာဇာသူ့ရဲ့လက္ခဏာရှိတယ်ဒါပေမဲ့ပြားကသူတို့မှာအုံလိုက်အိမ်ရှိတယ်သူတို့ဟာလစုတဝဲတဲ့အပြင်မှာအစာရှာထွက်ပြီးတော့နောက်ဆုံးမှာသူတို့ရဲ့ပြားအုံကိုတစုတစီပြန်လဲပြီးတော့နေရာယူတိုက်ကြတယ်လို့ကျမတို့ချင်းလူမျိုးများဟာကျွတ်များကဲတော့ကျမတို့ရဲ့မြေသူများတွေလာယူလို့ထွက်ပြေးသွားတော့သူများမဟုတ်ပဲနဲ့ပြားများကဲတော့အစာရှာတော်ညာလည်းပဲသူ့အချိန်တန်မှာပြားအုံထဲကိုပြန်ဝင်သွားတဲ့ချင်းလူမျိုးများဖြစ်ကြရအောင်လို့ကျွန်မဒီကနေပြီးတော့ထက်လောင်းတိုက်တွန်းချင်ပါတယ်ဒုတိယကောင်းလို့ချက်ကျွန်မတို့လေးစားရပါတယ်ချင်းကောင်းဆောင်ဒေါက်တာဘူလျန်နုစခေါင်းရဲ့စကားတွေကကျွန်မပြန်ပြီးကောင်းလို့ထားချင်ပါတယ်ဒီကနေ့69ကြိမ်မြောက်ချင်းအမျိုးသားနေ့ဟာချင်းမျိုးနွယ်စုနေ့မဟုတ်ပါချင်းမျိုးနွယ်စုဆိုတာဟာချင်းလူမျိုးများထဲမှာဖလမ်ဟာခါမီဇိုလူရှိုင်ရှိုချိုခမီဇိုဒါတွေဟာမျိုးနွယ်စုတွေပါချင်းလူမျိုးများထဲမှာဒါပေမဲ့ဒီနေ့ကျမတို့ကျင်းပတဲ့နေ့ဟာမျိုးနွယ်စုနေ့မဟုတ်ပဲလေအမျိုးသားနေ့ဖြစ်တယ်ဆိုတော့ကျမဒီနေ့ကနေရဲရဲကြီးထပ်မှန်ပြီးတော့ထက်လောင်းပြီးတော့ကြေညာချင်ပါတယ်နောက်ဆုံးပုံဥပမာတစ်ခုပြောပြီးတော့ကျမညီကုန်းချုပ်ပါပါကျမတို့ကဘာနဲ့ချင်းဆိုတာဘာနဲ့တူတယ်လဲဆိုရင်ချီးတက်လက်ကိုမျက်စိထဲမှာမြင်အောင်ကြည့်ပါချီးအမိုးကြီးတစ်ခုဖြစ်ဖို့အတွက်ချီးအမိုးရဲ့အောက်မှာဂိုင်းတွေအများကြီးရှိပေဖို့လိုပါတယ်ထိုဂိုင်းတွေရှိမှသာလေချီးဟာအမိုးဖြတ်ပြီးလူတွေကိုအရိပ်ပေးတယ်လို့မိုးရွာထဲကနေအကာအကွယ်ပေးတဲ့ချီးကိုကျမတို့ကောင်းကောင်းသိမှာပါအဲ့တော့ချီးဆိုတဲ့ပုံသဏ္ဍာန်ဟာချင်းဆိုတဲ့ကျမတို့ရဲ့အမျိုးသားကိုသဏ္ဍာန်ဆောင်ပြီးတော့ချီးအောက်မှာရှိတဲ့ဂိုင်းတွေဟာဆိုလို့ရှိရင်ကျမတို့ချင်းမျိုးနွယ်စုဖြစ်တဲ့မတူတဲ့စကားတွေမတူတဲ့ကျမတို့ရဲ့ရိုးရာဝတ်စုံတွေဟာချီးအောက်မှာချီးကိုလှလှပပအမိုးလုပ်ပေးဖို့အတွက်ရှိနေတဲ့ဂိုင်းခက်တွေလို့ကျမတို့မျိုးနွယ်စုတွေဟာချင်းအမျိုးသားနဲ့အတွတ်တည်ဖို့အတွက်ချင်းအမျိုးသားနဲ့တက်ဆိုးရှိပြီးတော့ထာဝရတည်မြဲဖို့အတွက်ထိုအမိုးကြီးကိုအမြဲတမ်းဖွင့်ပြီးတော့ထိုနေရာမှာနေပူမိုးရွာလူတွေခိုလုံနိုင်ဖို့အတွက်ချီရဲ့အောက်မှာရှိတဲ့ဂိုင်းတွေခံနေမှဖြစ်မယ်ဆိုတာကိုထပ်မံတိုက်တွန်းရင်းအားပေးရင်းချင်းမျိုးနွယ်စုများကျမတို့အမျိုးသားနေ့မှာစီလုံးညီညာစွာနဲ့နောင်လာမဲ့နှစ်ပေါင်းများစွာမှာဒီထက်သာ၍တိုး၍ပါဝင်ပြီးတော့ချင်းအမျိုးသားနေ့ကိုပါဝင်ဆင်နွှဲကြပါစို့ကျမတို့ချင်းလူမျိုးများကြားထဲမှာဒေါက်တာပူလျန်နုစခေါင်းပြောထားသလိုပဲအပြင်ရန်သူမဟုတ်ပဲနဲ့အတွင်းရန်သူကိုကျမတို့အခုချိန်ခါမှာအလွန်တတိထားမဲ့အချိန်ဖြစ်ပါတယ်အဲ့ဒီတော့ချင်းလူမျိုးများ
ဒီနေ့ဒီအချိန်ခါမျိုးနွယ်စုနေ့မဟုတ်ဘဲနဲ့အမျိုးသားနေ့ဖြစ်တယ်ဆိုတာကိုထပ်မံထပ်လောင်းပြောကြရင်ဒီကနေ့ကျွန်မနေခွန်းကိုညီကုန်းချုပ်ချင်ပါတယ်ချင်းအမျိုးသားနေ့ထာဝရအမြဲတက်ရှိပါစေဗျာပြောကြပေးတယ်တော့ထောက်ဆောင်ပြီးတော့သူပဲကျေးဇူးတင်ပါတယ်ရှင်စီစဉ်900ကွန်ပျူတာကို FCFP မှာဟုတ်ပြီတင်ဆက်တော့မှာဖြစ်ပါတယ်အားလုံးပဲလည်းကိုကြည့်ပြီးပေါ်ကြရအောင်
နေ့ပြင်ဒီဆိုချီးမွမ်းပေးတဲ့ CFCK ကိုချူပဲကျေးဇူးတင်ပါတယ်။စီစဉ်ဆောင်ရပုံပြစကားပြောကြပေးမယ်။အလုသမားတန်မှုကိုဦးကျင်ဝင်းကိုဖိတ်ခေါ်ပါရရှင်။ရောက်ရှိမလာသေးဘူးအစီအစဉ်ခွန်ရာကျေးဇူးတင်စကားပြောကြပေးမယ်ဆလိုင်းမုံထုံရန်ကိုဖိတ်ခေါ်ပါရရှင်မင်္ဂလာပါနော်ဒီနေ့ရှောင်းစကူတင်ရောက်ရှိပြသားတွေကိုဆက်လက်ပြီးကောင်းမွန်တဲ့ပြန်လည်ကျင်းပနိုင်တဲ့အတွက်လည်းကျောင်းစီတောင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ပါဝင်ကြတဲ့ဒီကိုမနမအဖွဲ့အစည်းဒီမှာဒီကိုမနမတွေကောင်းလန်ဒီဟာကအဒလန်ပွဲရှာနဲ့ဆက်လက်ပြီးဒီလိုမျိုးတက်တက်မမနဲ့ပါဝင်တဲ့လည်းအားလုံးပဲကျေးဇူးတင်ပါတယ်ဆက်လက်ပြီးပါဝင်ပြကြတဲ့မှာပေါင်းခိုင်လို့လည်းကျေးဇူးတင်ပါတယ်ဒီရောက်လို့လည်းဒီနေ့အဖွဲ့အစည်းဒီလည်းလာပြီးမရောက်နိုင်တော့လည်းသူတို့နေ့ရက်ဆိုကျွန်တော်မြန်မာတယောက်ထားဆက်လက်ပြီးစစ်ကိုပါတယ်မလာနိုင်တဲ့အတွက်လည်းဒီကကြီးကိုမွန်မားတွေကိုကျေးဇူးပြုချက်တော့ပြောပြပါတဲ့သူတို့တခြားစီစဉ်ကြည့်လို့မလားဖြစ်တော့ဆိုတဲ့အကြောင်းလေးဒါလေးလည်းဆက်လက်ပြီးသူတို့မစစ်ပို့ထားတာရှိပါတယ်ကျွန်တော်စီမှာအဲဒါကျွန်တော်ဆက်လက်ပြီးရောက်ရှိလာတဲ့ဒီမှာအတီးတီးရဖွဲ့တီးတီးရကြီးကိုလေးတို့တက်တန်ဝန်နဲ့ပါဝင်ကြတဲ့လူတွေနောက်ပြီးတော့အခုအစိုးတော်၎င်းအတီးတော်၎င်းအကနေပါဝင်ကြတဲ့ဒီကိုမွန်မားရောက်စီတိုင်းပေါ်၎င်းဒီလိုမျိုးဆက်လက်ပြီးတော့လာမဖြစ်ပါလဲတက်တန်ဝန်နဲ့ပါဝင်နိုင်ပါစေလို့ဒီကနေဆက်လက်ပြီးတော့အားပေးရှင်ပါတယ်ကျွန်တော်ဒီနေ့မှာကျွန်တော်ဒီအောင်မြင်မြင်နဲ့ဆက်လက်ပြီးပေါင်းဝင်လုပ်ဆောင်နိုင်မှုအတွက်လည်းကျွန်တော်ဆက်လက်ပြီးအစီအစဉ်တစ်ခုစီတိုင်းမှာလည်းကျွန်တော်ဆက်လက်ပြီးကောင်းလုပ်ဆောင်နိုင်မှုအတွက်လည်းကျွန်တော်ဆက်လက်ပြီးကြိုးစားပြီးလုပ်ဆောင်နေပါတယ်ပေါင်းဝင်ကြမယ့်ဒီအကတော့၎င်းဆိုတော့၎င်းဒီကောင်မတွေကလည်းကြိုးစားတဲ့သူတို့ဒီနေ့အားလည်းသူတို့ပြန်မှခံပြီးလေ့ကျင့်ထားပြုထားတိုက်ထားတာလည်းရှိပါတယ်ဆက်လက်ပြီးတော့ကျွန်တော်ဒီမှာလာကြတဲ့ဒီကောင်မတွေဆက်လက်ပြီးခံစားရတဲ့ကျွန်တော်ဆက်လက်ပွဲပြီးတဲ့အထိကိုကျွန်တော်ဒီစာအုပ်တောက်အစီအစဉ်ကိုပြင်ဆင်ထားပါတယ်။အဲဆက်လက်ပြီးတော့ပွဲပြီးတဲ့အထိဒီကိုကြောက်နေဆက်လက်ပြီးကျွန်တော်တိုက်လို့ရှိပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ကြပေးတဲ့ဆလာမုံထုံရန်ကိုချူပဲကျေးဇူးတင်ပါတယ်ရှင်။မာရောဒီဘာပစီချီများမိနေရမှာလေးအပြီးပါရင်ကြားရခံပါရရှင်အစီအစဉ်ရှိရာ CMCU ရဲ့ Youth Fellowship မှာချင်းရအကားပြည့်တင်ဆက်လုပ်ပြီးတော့မှာဖြစ်ပါရရှင်အားလုံးတို့ဒီမှာဖိတ်ခေါ်ကြရအောင်
CMC UNA Fellowship ကိုသူပဲကျေးဇူးတင်ပါတယ်ပထမပိုင်းစီစဉ်ဒီမှာတင်ခဏရေးဆိုင်တော့မှာဖြစ်ပြီးဒုတိယစီစဉ်ကိုပြန်လည်တင်ဆက်တော့မှာဖြစ်ပါတယ်ဒုတိယစီစဉ်ကိုဦးဆောင်သွားမယ့်ခန္ဓာပူများကိုစနေပေါ်သို့ဖိတ်ခေါ်ပါရရှင်မင်္ဂလာပါရှင်โอเคအားလုံးပဲဒီနေ့69နှစ်မြောက်ချင်းမျိုးသားနေ့မှာအားလုံးကိုမြင်တွေ့ရတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဒီဒုတိယပိုင်းအစီအစဉ်ကိုဦးဆောင်သွားမယ်ကျွန်မမိုင်းဂျင်ရဲ့ပြည်တဲ့နော်စလိုင်းမိုးတန်းဖြစ်ပါတယ်โอเคဒီနေ့မှာကျွန်တော်တို့ပြောဆင်ရွှင်မယ်အချိန်လေးကိုအသုံးပြုသွားဖို့အတွက်အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ဒီနေ့ကျွန်တော်တို့ D1 အဖွဲ့ကိုပထမဦးစွာကျွန်မ basic ပေးမှာဖြစ်ပါတယ်သူတို့ D1 နာမည်လေးကတော့ Hornbill Band လို့ခေါ်ပါတယ်ရှင်ချက်ချင်းပဲအစာပြုကြဖို့ရန်အတွက်ပြောချင်ပါတယ်ပထမဦးစွာပွဲဦးထွက်နေတဲ့ကျမတို့အဆိုရှင်ကိုဖိတ်ခေါ်မှာဖြစ်ပါတယ်ဒီအဆိုရှင်ကတော့သူဒီဆိုမဲ့တဲ့ချင်းကတော့အယုံဆုံးပြောပြမှာပဲလိုင်ရမ်ပယ်တော့ဆိုတဲ့တဲ့ချင်းလေးအဖြစ်ဒီဆိုပေးမဲ့သူကိုမောင်လေးဖိတ်ခေါ်ပေးပါအောင်ရှင်မန်ဂျိုလီယာဒီပါရခင်ဗျာမန်ဂျိုလီယာကိုစင်မီပေါ်တော့ကြော်ပါရန်လေးစားစွာဖိတ်ခေါ်ပါရရှင်sa tingin ni July ng parang kasi lain ni Robbie akan sa amin hasilay.
ဆိုရှင်တွေဖြစ်ပါတယ်။ဒီမှာဆိုရင်တော့ချင်းတော်အောင်ပြန်ကျင်တဲ့စိတ်ဆောင်မှပေါက်နေတယ်။ဒါပေမဲ့ပြန်လို့မရသေးလို့ဒီမှာရှိနေသေးတာဖြစ်ပါတယ်။ဒုတိယအနေနဲ့ကျမတို့အဆိုရှင်ကိုပြန်လည်ပြီးတော့မှဖိတ်ခေါ်မှာဖြစ်ပါတယ်ရှင်။ကိုရဲ့ဖိတ်ခေါ်ပေးပါဦးရှင်။ ဟိုအနေချာဒီဆိုပြပြမဲ့သူကတော့လိပ်စာပါဆိုတဲ့တချစ်ဖေးပြပြမဲ့သူမိလေးကဖိတ်ခေါ်ပါတယ်။ ဒီစတင်ပြီးတော့တော့ပါရှင် It's
ချစ်လေးဖြစ်ပါတယ်တိတ်ကိုအတန်လဲကောင်းသလိုရုပ်ကလေးရတယ်အရန်ကိုလှပတဲ့အဆိုရှင်လေးဖြစ်ပါတယ်ကျွန်မအကြောင်းရခြင်းတဲ့ဟာလေးတစ်ခုဖြစ်ပါတယ်ပန်းပေးခြင်းနဲ့ဆိုရင်ပေးလို့ရပါတယ်ဟိုပခန်းလေးမှာတော့ပြီးတော့မှကိုပေးခြင်းတဲ့သူကိုပန်းပေးလို့ရတယ်ဆိုတဲ့အကြောင်းကိုပြောပြခြင်းပါတယ်တတိယအနေနဲ့ကျွန်တော်တို့အဆိုရှင်လေးကိုပြန်လည်ပြီးတော့မှဖိတ်ခေါ်မှာဖြစ်ပါတယ်ရှင်အခုအလေးကြာရောက်တော့ပြုပြမယ်သူကိုမာကပဲဆက်လက်ဖိတ်ခေါ်ပေးပါဦးဟုတ်ကဲ့ပါကျွန်မဘာလို့သေးလဲတဲ့ဘာလို့သေးလဲကိုရေရှိတယ်လူသေးတာဟုတ်လားဟိုခုချိန်ကြီးကိစ္စချစ်ကမရှိသေးဘူးလားဝမ်းနေလိုက်တာအခုချိန်ကြီးအချစ်မရှိသေးပဲနဲ့ယနေ့ချိန်ကြီးတက်ရှင်နေလေဆိုတော့တော်တော်လေးဆောင်းအောင်နေတယ်ဘာလို့သေးလဲဆိုတဲ့ချင်းလေးနဲ့တီးဆိုသွားမယ်Augustine Van Beek Tungo စင်မြေပေါ်တော့ဖိတ်ခေါ်ပါရှင်
တော့ဒီမှာဦးရတော့ရုပ်ရည်သူပဲခံစားရတယ် မျိုးရနော်ကိုရီးယားကိုရောက်ရှိလာတယ်လို့ပဲနော် ရကောင်းပါလေ ဟုတ်တယ်ပြီးတော့ तू ကလွတ်နေသေးတယ်ဆိုတာလည်းနည်းနည်းကြောင်ညာပေးအောင်မယ်ဖော်မြန်မာနေတင်ကျင်သေးတယ်ဆိုတင်လို့ရတယ်တဲ့ ဟုတ်ပါလို့ရတော့ passport ကြည့်တော့မလို့ तू ကနိုင်ငံကူးစရာမလိုဘူးဆိုတော့လေကဲစတော့ခါမြောက်ဒီဆိုပေးမယ်ဆူရှီကိုဖိတ်ခေါ်မကြည့်ပြပါတယ် မကပဲပြကောပေးပါဦး ကဲပါစတော့ခါမြောက်ဒီဆိုပေးမယ်ဆူရှီကတော့တာကုနဲ့သူ့ရဲ့တငယ်ချင်းများဖြစ်ပါတယ်တချင်းရဲ့ခေါင်းစဉ်ကတော့လိုင်ရမ်တော့မောဆိုတဲ့တချင်းလေးဖြစ်ပါတယ်အားလုံးပဲလက်ကိုကြည့်ပြီးတော့မှသူ့ကိုဆက်ရပါရှင်โอเคပါအားလုံးပဲ sorry ပါတချင်းကောင်းစင်လေးကျွန်မမှားသွားပါတယ်ဖွန်းနမ်ဒူဒေါ်ဒူဆိုတဲ့တချင်းလေးကောင်းစင်ဖြစ်ပါတယ်
နှစ်ယောက်ပေါ်မှာအထူးပဲကျေးဇူးတင်ပါတယ်နံပါတ်စီစဉ်ကဒီပြင်ဒီဆိုပေးမယ်အဆိုရှင်ကိုဖိတ်ခေါ်မှာဖြစ်ပါတယ်မောင်လေးဖိတ်ခေါ်ပေးပါအောင်ရှင် ဟိုနေကြတို့ဒီဆိုတဲ့ကတော့နိုမီဖြစ်ပါတယ်ချင်းကောင်းစီကတော့အတိအစလေးပါတော့ကြောက်လို့ရှိမှဆိုပါတယ်အချစ်မှုမဟုတ်ပေမဲ့တဲ့ဟိုတော့အချစ်ပြပါတဲ့အဲ့လိုပဲဆိုပါတယ် အစလီပေါ်တော့နော်ဒီဆိုပေးပါရန်ဖိတ်ခေါ်ပါရှင် ဒီ
ချစ်ဦးမဟုတ်ပေမဲ့ဆိုတဲ့ချင်းနဲ့ဒီဆိုပေးတဲ့ဒီမှာလေလုံးနေပေါ်မှာပဲသူပဲကျေးဇူးတင်ပါပဲဦးဆက်လက်ပြီးတော့အထေချာသူကတော့မမပဲဟုတ်ကဲ့ပါဒီတစ်ခါအသေးချတဲ့ဆိုရှင်ကတော့ကျိုးစိုးနေစေချင်တယ်ဆိုတဲ့ချင်းလေးနဲ့ဒီဆိုပေးမယ်မင်းမေကိုစင်မြပေါ်တော့ဖိတ်ခေါ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရုပ်ကလေးကလည်းချောတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်ဒီတစ်ခါအသေးကြတဲ့သိန်းတန်ရှင်ကိုပြန်ပြီးတော့မှဖိတ်ခေါ်မှာဖြစ်ပါတယ်ဒီဆိုရှင်ကတော့ဆက်လက်ပြီးအမပဲဖိတ်ခေါ်လိုက်ဟုတ်ကဲ့ပါဒါပါပဲဖိတ်ခေါ်ပေးပါမယ်ဘာဖြစ်လို့လဲဆိုတော့လူပြူဆိုတော့အပြူမခေါ်ခြင်းမခေါ်ရဲဘူးတဲ့အမပဲခေါ်ပါတဲ့ဒီတစ်ခါဆိုမဲ့သူကတော့အပြူဖြစ်နိုင်နေပေါ့နော်သူကတော့ဝိုင်တောင်းလို့ခေါ်ပါတယ်ငိုက်အန်လာယာဆိုတဲ့တခြင်းလေးနဲ့ချီရဲသူကဒီဆိုပေးမှာဖြစ်ပါတယ်သူတခြင်းရဲ့ခေါင်းစဉ်အတိတ်ပဲလေးကတော့ချစ်သူရင်ခွင်းဆိုတဲ့တခြင်းလေးဖြစ်ပါတယ်ဟုတ်ကဲ့ဝိုင်တောင်းကိုဖိတ်ခေါ်ပါတယ်မင်္ဂလာပါခုနပြောတဲ့တိုင်းကျွန်မအပြိုပဲဖြစ်ပါတယ်လို့ကျွန်မချစ်သူရဲ့ရင်ခွင်းဆိုတဲ့တခြင်းနဲ့
တိတိမလို့နဲ့ကျွန်မဘုရားကျွန်မတိတိမလို့နဲ့အားလုံးကိုခွန်အားပေးချင်ပါတယ် ဒီဆိုပေးသွားတဲ့ဝိုင်တောင်ကိုကျေးဇူးထူးတင်ရှိပါတယ်ဒီတစ်ခါမှာတော့ကျေးဇူးတင်စကားပြောရမယ့်အချိန်ဖြစ်ပါတယ်
60မြောက်ချင်းမျိုးသားနေ့ကိုကျေးဇူးတင်စကားဂုဏ်ပြုစကားပြောကြားဖို့ရန်အတွက်အလုသမားတန်ကူဦးတင်ဦးအားစင်မြင့်ပေါ်သို့ကြွားရောက်ပါရန်လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်ဒီစားပါတော့ကျွန်တော်တို့ကိုရီးယားနိုင်ငံရောက်ရှိနေကြတဲ့ချင်းတိုင်းခိုင်နာအားလုံးမင်္ဂလာပေါင်းနဲ့ခံကြောင်းပြီးတော့ကိုကျမ်းမှာစိတ်ချမ်းသာကြပါစေလို့ကျွန်တော်ပထမဆုံးဘုံကောင်းတောင်းပေးတာပို့တာပါတယ်ကျွန်တော်တော့ကိုရီးယားနိုင်ငံမြန်မာတိုင်းမှာလူမတိုင်းရှိမှုတွေဖြစ်ပါတယ်ကျန်တဲ့နေရာကကိုထောင်ကလမ်းပြီးတော့ကျွန်တော်ကိုဖိတ်ပါတယ်ကျွန်တော်တို့ချင်းမျိုးသားလေးခန္ဓာလေး69နှစ်မြောက်ချင်းမျိုးသားလေးခန္ဓာလေးကျင်းပဖို့အတွက်ကြွယ်ပြီးတော့ကျွန်တော်လည်းဝမ်းပန်းတတာနဲ့တက်ခံလိုက်ပါတယ်သို့တော့ကျန်ခဲ့တဲ့ဘတ်ကျော်လောက်ကဖိတ်ထားတာလေးရှိကျွန်တော်လည်းစိတ်ပူသွားတယ်ဒါပေမဲ့တေချာလေးလာကြည့်လိုက်တော့ပထမအခမ်းအနားကမနေ့ပိုင်းမှာပြီးသွားတဲ့အတွက်အဲဒီကျွန်တော်တို့ကိုတန်းပြီးတော့ထွက်လာတာပါအခုတော့ရောက်တာတော့3နာရီကွက်တီယူလာတယ်လမ်းမောင်မှာရွာလဲနေတယ်လေရှိမှရွာလဲနေတယ်ပြောင်းပြီးတော့နောက်မှလည်းဗျာအဲ့တော့ကျွန်တော်တို့ဒီချင်းမျိုးသားတွေဆိုတာကျွန်တော်လေးလိုက်ကြည့်တော့လေ48လောက်ကနေစပြီးတော့တော့ဒီဖလန်းမြို့မှာကျွန်တော်ချင်းတိုင်းသား9000လောက်ကနေပြီးတော့အဲ့ဒါပရိသေစနစ်လောက်ကနေကိုဒီကိုနဲ့ကိုယ့်ဘောနော်အများအကျိုးတွေဒီစနစ်ရအောင်စတင်ခဲ့တဲ့အချိန်ကာလနေစပြီးတော့ချင်းမျိုးသားနေဆိုပြီးဖြစ်လာတာဒီနေ့ဆိုရင်တော့60ပုံချင်းရောက်ပါတော့ကျွန်တော်ကြောက်မှာ20ဒီလက်ခံပေါ်လာတယ်ဒီမှာတော့ဒီနေ့လုပ်တယ်ဒီမှာနိုင်ငံမှာဆိုတော့လက်ခံချင်းချင်းတဲ့လို့ဆောင်နေကြပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာတရုတ်နေလည်းတန်မကြီးပါဝင်ကိုရီးယားနိုင်ငံကိုရောက်ရှိနေတဲ့ချင်းတိုင်းသားတွေအပါအဝင်တိုင်းသားအားလုံးရဲ့မြန်မာလူမျိုးအားလုံးရဲ့ဒီတန်ရုံနဲ့ပတ်သက်တဲ့လုပ်ငန်းဆောင်တာတွေကိုကျွန်တော်ဆောင်ရွက်နေပါတယ်ကျွန်တော်ဆိုရှင်လည်းသူတစ်ဖြင့်ဒီမှာကအများစုကအင်းနဲ့ရောက်ရှိလာတဲ့လူသားအားတဲ့အတွက်ဒီလိုဒီသူတို့ရဲ့ကိစ္စတွေကိုလည်းပဲကျွန်တော်တို့ဒါဟိုဝိုင်းဝန်းဆောင်ရွက်နေတဲ့အပိုင်းလည်းရှိပါတယ်တခြားသောကောင်စစ်နဲ့ပတ်သက်တဲ့ဗီဇာ ဒီ passport ကိစ္စလိုပါလို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရှိမှလာပြီးတော့ဟိုဆောင်ရွက်နိုင်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းပဲဒီကိုရီးယားနိုင်ငံကိုရောက်ရှိနေကြတဲ့ဒီလူသားလေးတွေရဲ့လုပ်ငန်းခွင်အခြေအနေကိုကြည့်ပြီးတော့စနေတနေ့တော့တချို့အားလည်းမရှိဘူးဒါကြောင့်မလို့ကျွန်တော်တို့အောက်ကိုကွင်းဆင်းပြီးတော့ဒီ passport တန်းတိုးတဲ့လုပ်ငန်းတွေပါလို့လည်းဒါဆောင်ရွက်နေပါတယ်အခုလည်းဆောင်ရွက်နေတဲ့လားစင်ဒါတလားရဲ့နောက်ဆုံးတော့ကျွန်တော်တို့ကဆောင်ရွက်ပြီးတဲ့ဆိုတော့လည်းတစ်ခါတလေမှာကျွန်တော်တို့အတွက်နေရာကျွန်တော်တို့ passport လုပ်ငန်းဆောင်ရွက်ပြီးဖို့အတွက်ပိတ်ရက်ဒီမှာနေရာမရတဲ့အခြေအနေပြောင်းပြီးတော့လုပ်ပြရတာလည်းရှိပါတယ်အဲ့တော့ကျွန်တော်တို့လည်းဒီရောက်ရှိနေတဲ့ဒီမှာရောက်ရှိနေတဲ့ကျွန်တော်တို့မြန်မာတိုင်းရင်းသားတွေရဲ့လူဝဲချက်ကလေးကိုအတက်နိုင်ဆုံးဖြည့်ဆည်းပေးနေတဲ့အချိန်မှာကျွန်တော်တို့ဘက်ကနေပြီးတော့ထွေးချက်ကလေးတွေလက်ဟာချက်ကလေးတွေရှိလို့ရှိရင်လည်းကျွန်တော်တို့ကိုနည်းနည်းဖွင့်လို့ပြပါလို့ဒီညနေပဲကျွန်တော်တောင်းပန်နေပါတယ်ဒီလိုပဲတန်ရုံးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေရှိလို့ရှိရင်အချိန်မီလေးဆက်သွယ်နိုင်ကျွန်တော်ဖုန်းနံပါတ်ဆိုလို့ရှိရင်လည်း393 4690ဒါအများနဲ့ကျွန်တော်ဖွင့်ထားပါတယ်ကျွန်တော်တို့ Messenger ပြောလိုက်ရတယ် Viber ပြောလိုက်ဖုန်းခေါ်လိုက်ရတယ်ဒီလိုပဲအကူကြီးရှိကျွန်တော်တို့ပြောပါအဲ့တော့ဒီနေ့ဒီရဲ့69နှစ်မြောက်ချင်းမျိုးသားနေ့ကနေစတင်ပြီးတော့တိုင်းသားပြည်သူအားလုံးချင်းမျိုးသားအားလုံးနဲ့အတူအေးချမ်းသာရတဲ့နိုင်ငံတော်တည်ကြီးကိုရှောင်လန်းနိုင်ကြပါစေလို့ဒီနေ့အားဖြင့်တောင်းလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဂုဏ်ပြုစကားပြောကြားပေးတော်သောအလုသမားတန်ကိုအားကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်ရှင်။ခုချိန်မှာချင်းရိုးရာဖက်ရှင်အဖြစ်တင်ဆက်မဲ့အချိန်ဖြစ်ပါတယ်။ချင်းရိုးရာဖက်ရှင်ဝတ်စုံများကိုတင်ဆက်ပေးမယ်ချင်းမောင်မယ်များအစစ်အသစ်နေရာယူပေးပါရန်လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်။
အခုချိန်မှာချင်းရိုးရ fashion ပွဲပြသရမယ့်ချိန်ဖြစ်ပါတယ်ပထမဦးစွာ fashion ပြသမယ့်မောင်မယ်များကိုဖိတ်ခေါ်မှာဖြစ်ပါတယ်ထန်တန်ဟာခါဝတ်စုံဖြင့်ပြသမယ့်ထုံလင်းတဲ့ဇင်းဘော်လွန်ကိုရှီဦးစွာဖိတ်ခေါ်မှာဖြစ်ပါတယ် Thank
ပါတယ်ရှင်အခုတခါအနေနဲ့ဝတ်စုံ model shop သူများကတော့တို့ရဝတ်စုံနဲ့ပဲဆက်လက်ပြသပေးမှာဖြစ်ပါတယ် ဒီလိုနေချူနေမြတ်များမှာစက်မှန်၍ထိန်းသိမ်းကြပါစို့လားရှင်ကျမတို့သတ်ပါတဲ့ရိုးရာဝတ်စုံများဖြင့်ကဘာမှာချင်းလူမျိုးများရဲ့လို့သိအောင်ကျမတို့ဆက်လက်ပြီးတော့ကြော်ညာကြရအောင်ချင်းလူမျိုးများမှာဒီလိုသတ်ပါတဲ့ရိုးရာဝတ်စားစီရင်မှုနဲ့ကျမတို့မှာလည်းပဲစာပေရင်ကျင်းမှုတွေရှိပါတယ်ဆိုတဲ့အကြောင်းကိုချင်းအမျိုးသားနေ့မှာကစီးနှလုံးနဲ့လာရောက်ခြင်းအဖြစ်ကျမတို့ဆက်လက်ပြီးတော့သမိုင်းပေးတာဝန်ကိုထမ်းဆောင်ကြပါစို့လားရှင် အလူယူရင်ဒီလိုပွဲဖြစ်ပြအောင်ပါဝင်ပြသပေးတဲ့ချင်းညီငယ်ညီမငယ်များအထူးကျေးဇူးတင်ပါတယ်။နောက်လာမယ့်အချိန်များဒီလိုပဲဆက်လက်ပါဝင်နိုင်ပါစေလို့ဒီကနေမှန်တိုက်ချင်ပါတယ်။
ကဲပါတရှိရှိုးလှလှပပနဲ့ပြသပေးသွားတဲ့မောင်မေများပေါ်မှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခုချိန်မှာပြန်ပြီးတော့မှတချင်းဆိုတဲ့အဖက်ကိုပြန်ပြီးတော့မှအချိန်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါခုချိန်မှာအသိကြတဲ့အဆိုရှင်ကိုဖိတ်ခေါ်ရမယ့်ချိန်ဖြစ်ပါတယ်မောင်လေးဖိတ်ခေါ်ပေးပါဦးရှင် ကဲပါခုအလေးကြာပြုတ်ဖြစ်ဒီဆက်ဒီဆိုမဲ့သူတော့ချင်းကောင်းစင်ကတော့တော့ပြောပါမယ်နာမည်နဲ့ရင်လို့ပါမယ်လို့ကျွမ်းကျုံထားပြပါရခင်ဗျာ ဟုတ်ကဲ့တချင်ကောင်းစရာ ချင်းကောင်းစင်ကတော့ဘာလဲပြောရပါဦး ဘာဘီလွန်မှာဆိုတဲ့တချင်လေးဖြစ်ပါတယ်ဘာဘီလွန်တချင်ဆိုတဲ့တချင်လေးနဲ့တီဆိုပေးမယ်မောင်ငယ်တွမ်းကျုံထန်ကိုစင်မြင့်ပေါ်တော့ကြော်ပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှင် အလုံးပဲလေကိုဖိတ်ခေါ်ပြပါရစေကျေးဇူးပါတယ် Is there any more of the train I go? Life is pressure, Babylon divine. It's a life that we let them cry. Let it twilight come down. Divine.
နားထောင်လို့ကောင်းပါလေနော် โอเคပါတော်နားထောင်တော့ကောင်းတယ်မဆိုတော့မဘယ်လိုတော့သွားချင်တယ်လို့ပဲ ဟောလေဟုတ်ကဲ့ ဒီဆိုမဲ့အတက်ချက်ကိုဖိတ်ခေါ်ပေးပါအောင်မောင်လေးရဲ့ ဒီတစ်ခါဖြူပြမဲ့ဖြူပြတီဆိုမဲ့သူကတော့ ဝိုင်းစုခိုင်သိန်းလာတယ်နော်မြန်မာပြည်ကနေသူကဒီနဲ့ဟိုလာတာအချိန်တော့မရှိဘူးဒါပေမဲ့ဒီချင်းမျိုးသားလေးကိုအထူးပဲကုန်ပြုတ်ခြင်းတယ်ဆိုတော့သူကမြန်မာပြည်ကနေလာတာဖြစ်ပါတယ်နော်ဖိတ်ခေါ်ပါအောင်မောင်လေး ငါမေကတော့ဂလိုရီယမ်ငုံထရပြပါတယ်မြေအချစ်တွေနေဆိုတဲ့ချင်းနဲ့ဒီဆိုဖို့ဖိတ်ခေါ်ပါတယ် โอเคပါဒီမလေးအစင်မင်းပြောတော့ကြောက်ပါဦး Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
တယ်မလား ဒီကိုထူပါတယ် ဟုတ်ကဲ့အရင်ကျေးဇူး ဒီကဘာမှာချိကလွယ်ချစ်တော်ဒီတဲ့ဒီသာသနာဆောင်ချက်ဒီကိုထိတာပဲနော် ဟုတ်လားထိရင်တော့နောက်မှပြောလိုက်နော်ထိတဲ့အကြောင်းတော့အစင်မြင့်ပေါ်မှာပြောလို့ကောင်းတယ်နော်ဟုတ်ကဲ့ပါဒီတစ်ခါ ဒီကလေးချမ်းမဲ့သူကမှလက်ဆက်လက်ပြေကောပြပါဦး ဟုတ်ကဲ့ပါဒါပဲအများနဲ့ဖိတ်ခေါ်ရတာနော် အခုရတာပါ ဟုတ်ကဲ့ဒီတစ်ခါအလေးကြတဲ့ဒေသရှင်လိုင်မီဒီကမ်တူဆိုတဲ့တခြင်းလေးကိုဒီဆိုပေးမယ်မောင်ပန်းဒွန်သာကိုစင်မြင့်ပေါ်တော့ဖိတ်ခေါ်ပါရရှင်အားလုံးပဲလက်ခုပ်အောင်ပါပေးကြပါစို့ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
လိုင်းကြီးကမ်သူဆိုတဲ့တခြင်းလေးကိုဒီဆိုပေးတဲ့မောင်လေးပေါ်မှာသူပဲကျေးဇူးတင်ရှင်ပါတယ် ဒီဆိုမဲ့သူကတော့မာဒီချီကိုယုံကြည်ရာဆိုတဲ့သူပါပဲဒီကော ကဲပါဖိတ်ခေါ်ပေးပါမယ်သူကတော့ကိုလေးပြည့်ရဲ့ကိုပွားလေးပေါ့နော်သူကဒီတခြင်းလေးကအမဆိုရန်ဝကြိုက်တဲ့တခြင်းလေးဖြစ်ပါတယ်အရန်ကိုခွာရတဲ့တခြင်းလေးဖြစ်ပါတယ်ဒီတခြင်းလေးကိုဒီဆိုပေးမယ်မောင်ငယ်ပန်ထုံးလျံကိုပေါ်လို့ဖိတ်ခေါ်ပါတယ်ရှင် မဲလေးကိုပြပါရ က
မောင်ငယ်ပေါ်မှာသူပဲကျေးဇူးတင်ရှိပါတယ် မတကယ်ပဲဦးလေးဖေညီနဲ့အငင်းနဲ့ကြည့်ပဲတူပါတယ်လို့ ဟုတ်ကဲ့သူရဲ့ခီးလာကုန်သွားလာနော် ဟာ ကဲပါသူကဒီတချင်းလေးအားအလေးပဲလိချတဲ့အတိုင်းပဲပါနော်သူကယုံကြည်ရာကိုရဲ့မျောလေးနိုင်တယ်ကိုလောက်နိုင်တယ်ဆိုတဲ့အကြောင်းအဲ့ဒီတချင်းဒီဖွဲ့ထားတာဖြစ်ပါတယ်ဒီတစ်ခါဒီဆိုမဲ့အနေကြတဲ့သူကို ဖိတ်ခေါ်မလားမမဖိတ်ခေါ်မလား ကဲပါဘာလေးပဲထိတ်ခေါ်ပေးတဲ့ကောင်ရှိ ဟုတ်ဒီစုပဲသူကတော့အောင်ကျော်ထုံးဖြစ်ပါတယ်ခင်ဗျာအောင်ကျော်ထုံးကိုစီမီဘောတော့ကြောက်ပါရဖိတ်ခေါ်ပါတယ် ကဲပါ ခုနကတော့ယုံကြည်ရတဲ့အသက်တောင်ပေးသွားပြီဆိုတော့ကျွန်တော်ကတော့ယူရှင်တဲ့ဘဝဆိုလေးစစ်နေဆိုရချင်ပါတယ်ခါလေးမတရားတဲ့သွားတဲ့မောင်ငယ်ပေါ်မှာသူပဲကျေးဇူးတင်ပါတယ်ဒီတစ်ခါနောက်ဆုံးအနေနဲ့ဖွင့်တဲ့ခြင်းအဖြစ်ဒီဆိုဖြောပြရမယ့်ချိန်ဖြစ်ပါတယ်တမီထဲမှာဆိုတဲ့ခြင်းလေးနဲ့ဖြောပြတင်ဆက်ပေးမယ်ညီမငယ်မောင်ငယ်များကိုဆင်မြင့်ပေါ်တော့ဖိတ်ခေါ်ပါရရှင်
တဲ့ချင်းလေးကပေါ့နော်ချစ်ချင်းအများကြီးမရတဲ့အတွက်ကြောင့်အမှားရွေးရှိခဲ့ရင်အားလုံးကိုအယူယူတောင်းပါပါတယ်လို့ပြောချင်ပါတယ်
မီရဲမှာဆိုတဲ့တခြင်းနဲ့ကိုတော့ချီးမွမ်းပေးသွားတဲ့ CCK လူငယ်များကိုထူးပဲကျေးဇူးတင်ပါတယ်ရှင်ကျမတို့ဒီနေရာမှာပဲအစီအစဉ်ဒုတိယပိုင်းအစီအစဉ်ကိုပြီးဆုံးပြီဖြစ်ကြောင်းကြေညာချင်ပါတယ်တတိယပိုင်းအစီအစဉ်ကိုကျမတို့ဆက်သွားမှာဖြစ်ပါတယ်တတိယပိုင်းအစီအစဉ်ကိုအပိတ်စုတောင်းအနေနဲ့တော့ကတော့အစားအသောက်တော့ကတော့စုတောင်းပေးမယ်တိတ်ခါတော်ရ Reverend ဇာနောင်မောင်ကိုဖိတ်ခေါ်ပါရရှင်ဤစစ်ကြောင့်လားမိုးမြေတခုလုံးကိုဖန်ဆင်းပိုင်တာအဆူတော်မူပြီးလူမျိုးတကာတို့ရဲ့အဖျားသခင် Croatian 69ကြိမ်မြောက်ချင်းမျိုးသားနည်းကိုလည်း Croatian